ချစ်ခင်ရတဲ့သူတွေနဲ့တက်ဆုံးတိုင်တူတူနေခြင်းနဲ့ဆန္ဒရှိလားနေခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးတွေကနီလန်းလေးတွေဟာကျမ်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေဖို့အကောင်းဆုံးအထောက်ပံ့ပေးနိုင်မှာပါကျမ်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမဲ့နီလန်းကောင်း10ချက်ကျမ်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရပါတယ်ဒီတော့ဘာတွေလုပ်ရမလဲကြည့်လိုက်ရအောင်နော်ရေများများတောက်ပါခန္ဓာကိုယ်ကဇီဝလုပ်ငန်းစဉ်တွေကိုအကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ရေများများတောက်ပေးဖို့လိုပါတယ်ကိုယ်ရင်းကအဆိပ်တောက်တွေကိုဖယ်ရှားပေးပြီးခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်နဲ့အာဟာရတွေပို့ဆောင်နိုင်စေဖို့ပါအသားအရည်ခြောက်တွေ့တာကင်းစေသလိုစီးဝမ်းမှန်စေနိုင်ပါတယ်အေးရေးဝဝအိပ်ပါအဝလွန်တာစီးချိုနဲ့နာတာရှည်ပြဿနာတွေကင်းပြီးကိုယ်ခံအားကောင်းစေဖို့လုံလောက်တဲ့အိပ်ဆက်ချိန်ထားရှိပေးပါလမ်းလျှောက်ပါတိတ်မဝေးတဲ့နေရာလေးတွေကိုလမ်းလျှောက်သွားပေးတာကခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းစေဖို့အကောင်းဆုံးအထောက်ပံ့ပေးနိုင်မှာပါတရားထိုင်ပါစိတ်ဖိစီးမှုကင်းဝေးစေပြီးကောင်းမွန်တဲ့အိပ်စက်မှုကိုရစေနိုင်တာကြောင့်ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းသူတိုင်းတစ်ပတ်ကို3ကြိမ်လောက်တရားထိုင်သင့်ပါတယ်လေ့ကျင့်ခန်းလုပ်ပါတနေ့တာမှာပုံမှန်10မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးတာကကိုယ်ခံအားကောင်းစေပြီးစိတ်ရောကိုယ်ပါကျန်းမာစေမှာပါအသီးအနှံတွေများများစားပါတစ်သီးတွေမှာဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝတာကြောင့်နေတိုင်းတစ်သီးစားပေးသင့်ပါတယ်ဖရဲသီးတရုတ်စည်းသီးထောပတ်သီးပန်းသီးတခွားမွှေးကမလာသီးကီဝီသီးမာလကာသီးသင်းမောသီးစတော်ဘယ်ရီသီးတို့ပုံမှန်စားပေးလို့ရပါတယ်အချိုလျှော့စားပါအချိုစားတာကလိုတာထက်ပိုရင်ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ခြင်းရင်တော့အချိုကဲတဲ့အစားအစာတွေကိုရှောင်ပါပြုပြင်ထားတဲ့အစားအစာတွေရှောင်ပါပြုပြင်ထားတဲ့အစားအစာတွေကအငံကဲတာကြောင့်သွေးတိုးနဲ့နှလုံးရောဂါဖြစ်စေနိုင်ပါတယ်ပြုပြင်ထားတဲ့အစားအစာတွေထဲမှာပါတဲ့တာရှည်ခံပစ္စည်းတွေကကင်ဆာဖြစ်စေနိုင်ပါတယ်ဆေးလိပ်နဲ့အရက်ဖြတ်ပါဆေးလိပ်နဲ့အရက်ကကောင်းကျိုးလုံးဝမပေးတဲ့အရာတွေဖြစ်တာကြောင့်ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းမဖြစ်မနေဆုံးလို့ဖို့လိုပါမယ်ကဖေးတွေလျှော့ပါကော်ဖီတောက်တာကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့တန်ဆေးလွန်ပေးပါဒါကြောင့်ကော်ဖီအပါအဝင်ကဖင်းပါတဲ့အချိုရည်တွေနဲ့အခြားသောစားစရာတွေကိုအများကြီးမစားပါနဲ့ဒီအချက်လေးတွေကိုနေ့စဉ်အလေးထားလေးတွေဖြစ်အောင်ကိုယ်တိုင်ကနေစပြီးမွေးမြူလို့တမိသားစုလုံးမှာကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်အောင်လှုပ်ဆောင်လိုက်ရအောင်နော်